Cherry ရဲ့ Ainka V23 ဟာလူငယ်ကြိုက် retro modern ပုံစံနဲ့ထုတ်လုပ်ထားတဲ့ compact EV SUV တစ်စီးဖြစ်ပါတယ်။ဒီကားဟာ Cherry နဲ့ Xiaomi ရဲ့ ecosystem ထဲမှာပါတဲ့ Gimi technology တို့ပူးပေါင်းဖန်တီးထားတာကြောင့်နည်းပညာပိုင်းနဲ့ဒီဇိုင်းပိုင်းမှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ Ainka V23 အကြောင်းသိထားတဲ့အချက်အလက်တွေကိုအောက်မှာအနစ်ချုပ်ရှင်းပြပေးလိုက်ပါတယ်။ 1. Design နဲ့ကိုယ်တဲ့ Design and Body Rugged Boxy Style Mercedes G-Wagon နဲ့ Suzuki Jimny တို့လို4000ကျပ်ရဲရဲတင်းတင်းပုံစံမျိုးဖြစ်ပြီးမီးကွက်ဝိုင်လေးတွေနဲ့ retro ဆန်အောင်ဖန်တီးထားပါတယ်။ Dimensions ကိုယ်တဲ့ကကြစ်လစ်ပင်မဲ့အလျား 4.2 မီတာခန့် Wheelbase က 2.9 မီတာကျော်ရှိလို့အတွင်းခန်းကအပြင်ကကြည့်တာထက်ပိုကျယ်ပါတယ်။ Off-road capability မြေပြင်နဲ့လွတ်ကင်းမှု ground clearance 290 mm ကျော်ရှိပြီးရေနက်နက်ဖြစ်နိုင်မှုဒီဇိုင်းထုတ်ထားပါတယ်။နှစ်စွမ်းဆောင်ရည်နဲ့ battery performance and battery Ainka V23 ကိုအဓိကအားဖြင့်အမျိုးအစား2မျိုးခွဲခြားထားပါတယ်။ RWD rear wheel drive မော်တာတစ်လုံးနဲ့ဖြစ်ပြီး CLTC စံနှုန်းအရတစ်ခါအားသွင်းရင်313 km ခန့်မောင်းနေနိုင်ပါတယ်။ AWD all wheel drive မော်တာနှလုံးပါဝင်ပြီးလေးပြီးရစနစ်ဖြစ်ပါတယ်။တစ်ခါအားသွင်းရင်900 km ခန့်ဘက်ထရီ80 kWh ကျော်အထိမောင်းနေနိုင်ပါတယ်။ Charging fast charging စနစ်ပါဝင်လို့မိနစ်30အတွင်း30%ကနေ80%အထိအားဖြည့်ပေးနိုင်ပါတယ်။ 3. နည်းပညာနဲ့အတွင်းက Tech and Interior Large Display အတွင်းကမှာ15.4 လက်မရှိရဲ့ 2.5K resolution screen ပါဝင်ပြီး Snapdragon 8155 chip ကိုအသုံးပြုထားလို့ infotainment စနစ်ကအင်မတန်မြန်ဆန်ပါတယ်။ Physical controls screen တစ်ခုထဲမှာအာမကိုပဲအောက်ခြေမှာခလုတ်အစစ် physical knobs buttons တွေထည့်ပေးထားတာကမောင်းနေရင်အသုံးပြုရတာပိုအဆင်ပြေစေပါတယ်။ Smart driving အာယုံခံကိရိယာ20ကျော်ပါဝင်တဲ့ L2+ intelligent driving အကူအညီပေးစနစ်တွေပါဝင်ပါတယ်။ထူးခြားချက်များ customization ကားရဲ့အစိတ်အပိုင်းတချို့ဥပမာ fenders တွေကိုအလွယ်တကူဖြုတ်လဲနိုင်အောင်လုပ်ပေးထားတော့ကိုကြိုက်တယ်လို့ပြင်ဆင် modify ချင်စင်တွေအတွက်အဆင်ပြေပါတယ်။ External box ကားနောက်မီးမှာ spare tire အစားပစ္စည်းထည့်လို့ရတဲ့ backpack တစ်တာလေးပါရှိပါတယ်။ မှတ်ချက်Ainka V23 ဟာတရုတ်ပြည်တွင်မှာစတင်ရောင်းချနေပြီဖြစ်ပြီးအိမ်နီးချင်းထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံတွေမှာလည်းစတင်မိတ်ဆက်နေပြီဖြစ်ပါတယ်။မြန်မာနိုင်ငံအတွက်တော့တရားဝင်ကိုယ်စားလှယ်တွေစီကသတင်းစကားကိုစောင့်ကြည့်ရအောင်ပါ